မျိုးပြရဲ့အမောင်ထုထဲမှာလှုပ်ဝက်ဆန်းကျဲတဲ့ကြောင်လေးတစ်ကောင်ရှိခဲ့ဘူးတယ်သူ့နာမည်ကမီးမောင်ဟာတာမန်ကြောင်တစ်ကောင်မဟုတ်ဘူးသူ့မျက်လုံးတွေကမော်ဆန်တဲ့အစွမ်းတွေနဲ့ပြည့်နေတယ်ညဘက်တွေမှာဆိုသူဟာမျိုးရဲ့လှုပ်ဝက်ချက်တွေကိုရှာဖွေရင်းလှည့်လည်သွားလာတတ်တယ်တညမှာတော့မီးမောင်ဟာမျိုးရဲ့အစွန်ဖျားကရှေးဟောင်းစာအုပ်ဆိုင်လေးတစ်ဆိုင်ကိုရောက်သွားတယ်အဲ့ဒီမှာအဖိုးအိုတဦးကိုတွေ့လိုက်ရတယ်အဖိုးအိုဟာသူ့ရဲ့တူးလေးသောမြင်းမလေးဖျားနာနေတာကြောင့်အယမ်းကိုစိတ်မကောင်းဖြစ်နေတယ်သူဟာမြင်းမလေးအတွက်ဆေးကောင်းတစ်လက်ကိုရှာဖွေနေတာပါမီးမောင်ဟာအဖိုးအိုရဲ့ဆန္ဒကိုသိလိုက်ရတော့သူ့ရဲ့မော်မျက်လုံးတွေနဲ့မော်ဆေးပင်တစ်ပင်ကိုရှာဖွေဖို့ဆုံးဖြတ်လိုက်တယ်ဒီဆေးပင်ဟာတောနက်ကြီးရဲ့အလယ်မှာလှုပ်ဝက်စွာပေါက်ရောက်နေတာပါမီးမောင်ဟာအန္တရာယ်များတဲ့ခရီးကိုစတင်ခဲ့တယ်ငွေဆိုးတွေမှောက်မိုက်တဲ့တရဝါတွေကိုရှောင်ရှားရင်းရှေ့ဆက်ခဲ့တယ်နောက်ဆုံးတော့မီးမောင်ဟာမော်ဆေးပင်ကိုရှာတွေ့ခဲ့တယ်သူဟာဆေးပင်ရဲ့အရွက်တွေကိုယူပြီးအဖိုးအိုစီပြန်လာခဲ့တယ်အဖိုးအိုဟာဆေးပင်ကိုမြင်းမလေးကိုတိုက်ကျွေးလိုက်တော့မြင်းမလေးဟာချက်ချင်းပဲတက်တာလာပြီးပြန်လဲနိုးထလာခဲ့တယ်အဖိုးအိုနဲ့မြင်းမလေးတို့ဟာမီးမောင်ကိုကျေးဇူးတင်စကားတွေပြောကြတယ်မီးမောင်ဟာသူ့ရဲ့လှုပ်ဆောင်မှုအတွက်ဘာဆုလက်မှမလိုချင်ခဲ့ဘူးသူဟာမျိုးရဲ့ခေါင်မိုးပေါ်ကိုတက်ပြီးလပြည့်ဝန်းကိုငေးကြည့်နေခဲ့တယ်သူ့မျက်လုံးတွေကပိုပြီးတောက်ပလာတယ်သူဟာသူများတွေကိုကူညီရတာကိုပျော်ရွှင်နေတဲ့ကြောင်လေးတစ်ကောင်ပါဒီလိုနဲ့မီးမောင်ဟာမျိုးရဲ့လှုပ်ဝက်ချက်တွေကိုဆက်လက်စောင့်ရှောက်ရင်းပျော်ရွှင်စွာနေထိုင်သွားပါတော့တယ်